ရှင်းတော့ကသဲကန္နာရထဲမှာကလအုပ်တွေနဲ့ကုံတယ်ကြတဲ့ကုံတယ်တစုအဲ့ဒီမှာကလအုပ်တကောင်ကကုံတယ်တယောက်ရဲ့ကလအုပ်တကောင်ကခြေတောင်းနာလို့အဲ့ဒီမှာသူတို့နာကြနာရင်နဲ့ညမိုက်လာကလေးကလည်းတာအဲ့ဒီချိန်မှာဒီခြေတောင်းနာနေတဲ့ကလအုပ်ရဲ့ပိုင်ရှင်ကုံတယ်ကခြေတောင်းလည်းနည်းနည်းတော့တက်တာသွားပြီအဲ့ဒီတော့သူတို့သွားလို့ရှိရင်ငါလိုက်နိုင်မလားမသိဘူးဆိုပြီးတော့ကလအုပ်ကိုခြေတောင်းနာပြောက်သလားလို့စမ်းရင်းနဲ့ရှောက်ပြီးတော့ခုလူတွေမသိအောင်ရှောက်စီးတာစီးရင်းနဲ့အဲ့ဒီသဲကန္နာရထဲမှာတွင်းကြီးတွင်းကိုတွေ့တယ်တဲ့တွေ့တဲ့အခါကျတော့အဲ့ဒီလူကအဲ့ဒီတွင်းထဲကိုကလအုပ်ပေါ်ကဆင်းပြီးတော့ငုံကြည့်တော့အပေါ်ကလာရောင်ကထိုးထားတော့အောက်ထဲမှာပြိုးပြိုးပြက်ပြက်အယောင်တွေထွက်ဟာယရနာတွေပဲကြောက်တံဗရမ ्या တွေပဲအဲ့ဒီတော့ဟာမဖြစ်ဘူးတို့ကုံသွယ်သွားတာတို့တော့ယရနာတိုက်ကြီးတွေ့အာရဝမ်းသာကလအုပ်ရှိပြီးတော့ကုံတဲ့အဖော်တွေရှိတဲ့နေရာကိုရောက်လာပြီးတော့အပြေလွှာပြောတယ်လာရောင်နဲ့ထိုးဝင်းတောက်နေတာပဲဟုတ်လားအဲ့ဒါနဲ့ကုံတွေအကုန်လုံးဥရဖားရပြေးပြီးတော့အဲ့ဒီနေရာကိုရောက်လာကြအေးဟုတ်တယ်အကုန်လုံးဝင်းတောက်နေတာပဲကြည်စမ်းဘောကလာရောင်ကထိုးထားတာကိုအဲ့ဒါနဲ့ကျိုးတစ်ချောင်းပေါ်ကိုလှုပ်ပြီးတော့ကိုင်းမင်းအရင်ဆင်းပြီးတော့ယူကွာလို့ခိုင်းအဲ့တော့အပေါ်ကလူတွေကကျိုးကိုတပြေးပြေးနဲ့ချပေးတယ်အောက်ကကျိုးကိုဆွဲပြီးတော့အောက်တွင်းကိုဆင်းတယ်ရှင်းတော့အောက်အဲ့ဒါနဲ့ဆင်းရင်နဲ့အေးရောက်ပြီဟေးဆိုကြည့်လိုက်တဲ့အခါကျတော့ကြောက်တံဗရမ ्या တွေမဟုတ်ဖဲနဲ့မွေတွေအများကြီးခွေးနေတဲ့မွေတွေရဲ့မျက်လုံးတွေဖြစ်နေတယ်တဲ့အဲ့ဒီမွေတွေကမျက်လုံးတွေဝင်းဝင်းတောက်နေတော့အပေါ်ကလာရောင်ကထိုးတော့အဲ့ဒါတွေကိုအပေါ်ကနေပြီးတော့ကြောက်တံဗရမ ्या တွေလို့ထင်နေတာအဲ့ဒါနဲ့အောက်ကလူကဟေးငါ့ကိုမြန်မြန်တင်ကြပါဟေးငါတို့ထင်တဲ့အတိုင်းယရနာတွေမဟုတ်ဘူးမွေမျက်လုံးတွေမိသားရေကြားတာနဲ့ကြောက်เสียကောင်းတယ်ဘာတွေတဲ့တို့မွေမျက်လုံးတွေအကြောင်းအကြားတွေအနှက်တွေဟာမွေတွေမှကြောက်เสียပဲအစိတ်တွေသိပ်ပြင်းတယ်အပေါ်ကလူတွေကမယုံဒီကောင်တယောက်တည်းမောင်ပိုင်စီးရင်လို့မွေမျက်လုံးတွေလို့ပြောတာမယုံဘူးကွာသိပ်မချရဘူးနောက်တစ်ယောက်ရှင်းအဲ့ဒါနဲ့နောက်တစ်ယောက်စေအားထက်တန်စာရှင်းတယ်အောက်ရောက်လာပြီဆိုတော့ဟာဟုတ်တယ်မွေမျက်လုံးတွေမြန်မြန်တင်ကြပါဒီကောင်2ယောက်သဘောတူသွားပြီနဲ့တူတယ်ဒါကြောင့်တို့ကိုပေးရမှာဆိုလို့သူတို့2ယောက်တိုင်ပင်ပြီးတော့မွေမျက်လုံးတွေလို့ပြောနေတာအဲ့ဒါနဲ့ဟိုလူ2ယောက်ကအော်ရင်ဟင်းရင်နဲ့ကြာမထိန်နိုင်တော့အောက်ကိုပြုတ်ကြတော့မွေတွေကိုက်ပြီးတော့စားပြီးတော့သေရောနောက်ထပ်ကိုင်းဟိုကောင်တွေ2ယောက်တော့ဘာမှမကြားတော့ဘူးမင်းတို့ရှင်းဆိုတယောက်ပြီးတယောက်ရှင်းတဲ့လူတိုင်းကအပေါ်ကိုအော်တယ်ဟေးမင်းတို့မရှင်းခင်နဲ့မွေမျက်လုံးတွေအပေါ်ကလူတွေကလည်းတယောက်မှမယုံဘူးတယောက်ပြီးတယောက်ရှင်းတာကုန်တယ်အားလုံးသိတယ်ဘာပြောတာဒီပုံမြင်ကဘာပြောတာဉာဏ်ရှိတဲ့ဒကာကြီးတွေသိမယ်နော်အိမ်တော်တွေပြုကြတယ်ဟုတ်လားဒကာကြီးတို့အိမ်တော်ပြုပြီးတဲ့လူတိုင်းကအိမ်တော်ပြုရတာမကောင်းပါဘူးဟုတ်လားမပြောဘူးလားအဲ့လိုမပြောဘူးလားပြောတယ်အိမ်တော်ရေးဆိုတာ6ကဘာကြီးပဲမပြောဘူးလားနောက်လူတွေကယုံလားတယောက်ပြီးတယောက်ရှင်းတာပဲမဟုတ်လားရှင်းတိုင်းလူတွေကလည်းအပေါ်ကိုပြန်ပြောတာပဲမဟုတ်လားဒကမာကြီးတွေဆိုဦးဇင်းတို့ကိုခဏပြောတယ်သားသမီးတွေကိုတပည့်တော်တို့လိုဒုက္ခရောက်မှာဆိုလို့မယ်ဟုတ်လားသားသမီးတွေကိုဗါတဲ့လို့သူတို့လိုဒုက္ခရောက်မှာဆိုလို့တပည့်တော်သားလေးကိုကိုရင်ဝေခိုင်းထားတာဦးဇင်းဝေခိုင်းထားတာမရှင်းနဲ့လို့ပြောတာဒါပေမဲ့နောက်လူတွေကယုံသလားမယုံပါဘူးအကုန်ရှင်းပါပဲမယုံရင်ကြည့်နေဟုတ်လားဒကာကြီးမိုင်းမြနော်ဒါကြောင့်ရှေးလူတွေကမြင်လို့ပြောပေမဲ့နောက်လူတွေကယုံသလားအေးဦးဇင်းကဒီပုံမြင်လေးကိုသွားပြီးတော့အမှတ်ရတယ်နော်ဘာဖြစ်လို့ခေါင်းထဲဝင်လာတယ်လဲတော့မသိဘူးဗျာအဲဝင်လာတော့ပြောလိုက်တယ်ပြောတော့ကြားရတယ်လို့ပဲအောက်မေ့လိုက်တော့ဟုတ်လားဒကာကြီးမိုင်းမြ